သောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့မိမိတို့ရဲ့ဘဝမှာကိုယ်ွယ်စည်းကံအကုနေတဲ့ဘုရားတရားသံဃာယရဏသုံးပါးဆိုတာဘလို့အရာတွေဘလို့ပုဂ္ဂိုလ်တွေဘလို့ဂုဏ်တွေနဲ့ပြည့်စုံနေဆိုတာဤလင်္ကာကဗျာဤဘုရားရှင်ကိုဤယရဏသုံးပါးရှင်ကိုကဗျာလေးတွေကိုသေချာကြနာရွတ်ဆိုပူဇော်မယ်ဆိုရင်ပရိသေဘုရားရဲ့အကြောင်းတရားရဲ့အကြောင်းသံဃာရဲ့အကြောင်းသိနိုင်လားမသိနိုင်ဘူးလားနမတ္တေဘုရားရဲ့အကြောင်းဗုဒ္ဓမြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓပရိသေတို့ကိုယ်ွယ်နေတဲ့ဟောဒီကောရမမြတ်စွာဘုရားဟာပရိသေပါရှင်တဲ့ကရုဏာရှင်တဲ့တတ္တဝဝိနေဘုလူကြီးတို့ကျွတ်ထိုင်စေဖို့နေကအပြင်ငါရဲ့ပိတကအပြင်သုံးပုံဓမ္မကဏ္ဍပေါင်း8000နဲ့4တောင်40နဲ့5နှစ်ပြော40နဲ့45ဝါကာလတိုင်တိုင်နဲ့မဏိမနနိမနညမအားဟောကြားတော်မူခဲ့တာပရိသေယဘုရားဟောခဲ့တာသူ့အတွက်လားတို့အတွက်လားမြတ်စွာဘုရားတရားဟောခဲ့တာဘယ်သူအတွက်ကြဲကြဲပြောလိုက်တပည့်တော်တို့အတွက်ပါဘုရားကြဲကြဲပြောဘုရားတရားဟောတာဘယ်သူအတွက်လဲ